ဟုတ်ကဲ့ဒါကကျွန်တော်တို့မြောင်းမြကနေမှန်ပြင်ဖို့လာအပ်တဲ့အလုံးလေးပါအပြစ်ကနှစ်ခုပြသူကဒီနားလေးမှာအဖြူဝိုင်းလေးတွေဖြစ်နေတာเนาะဒါကကြတော့ကျွန်တော်တို့ LED ကျွန်းတာအဲ့တော့ဒီအလုံးကကြတော့ကျွန်တော်တို့ဒီမှန်ကိုပြင်ရမှာဒီမှန်ကိုပြင်ပြီးလို့ရှိရင်ဒီ LED နှလုံးမှာလဲပေးရမယ်သူကတော့ပြင်လို့မရရင်တော့မှန်လဲမယ်ပြောတယ်ပေါ့ဒါပေမဲ့မှန်မလဲခင်မှာကျွန်တော်တို့ပြင်လို့ရမရဘူးကျွန်တော်တို့အခုဒီလိုမှန်ပြင်စက်နဲ့ပြင်ကြည့်မယ်ဗျအဲ့တော့ဒါကတော့ရဖို့ရာခိုင်နှုန်းတော့များပါတယ်ဗျာနော် तू ကဒီကောင်ကဘီစစ်မန်နေဘီစစ်မန်ဆိုတာဒီကော့လေးတွေနှစ်ခုကျွန်တော်တို့လဲရမှာတစ်ဖက်တစ်ခုပါတယ်ဒီဟာလေးတွေကိုကျွန်တော်တို့ခုနမှန်ပြင်စက်တွေနဲ့လဲရမှာပါ तू ကနှစ်ခုလုံးလဲမှာကောင်းမဲ့အနေဒါဒီဘက်မှာဆိုလဲအစင်းတွေဒီမှာဆိုလို့ရှိရင်လဲတစ်ချမ်းလုံးပြက်နေတဲ့ပြုံးဟိုအစင်းတွေပါတယ် white နေတာတွေပါပါတယ်ပေါ့အဲ့တော့ပြစ်ချက်နှစ်ခုနဲ့မြောင်းများကရောက်လာတဲ့အလုံးလေးကိုကျွန်တော်တို့အခုစတင်ပြီးတော့လုပ်ပါတော့မယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်လာရောက်ပြုပြင်ခြင်းနဲ့မိတ်ဆွေတွေအပေါ်ကဖုန်းနံပါတ်လေးကိုဆက်သွယ်ပြီးလာရောက်စုံစမ်းမေးမြန်းပြုပြင်လို့ရပါတယ်ခင်ဗျာ